ကျွန်တော်ဦးလေးနဲ့ကျွန်တော်ခောက်ဆွဲဆိုင်တစ်ဆိုင်အတူတူဖွင့်ခဲ့ကြတယ်။၃နှစ်အတွင်းမှာကျွန်တော်တို့အမျက်ဝေစု9.2တန်းရခဲ့တယ်။အဲ့ဒီနေ့ကမိသားစုအားလုံးရှေ့မောက်မှာပဲ။သူက9.2တန်းကိုသူ့ကိုယ်ပိုင်ကောက်နဲ့လွှဲလိုက်ပြီးကျွန်တော်ကိုတော့3,800ပဲပေးခဲ့တယ်။နောက်တစ်နေ့မှာပဲကျွန်တော်ခောက်ဆွဲဆိုင်ကိုပိတ်လိုက်ပြီးခီးထွက်ခဲ့တယ်။ကျွန်တော်ရဲ့တီးတန့်ရှိုးဝက်ချက်ဟင်းချက်နီးမရှိပဲနဲ့ဦးလေးတယောက်တည်းဘလို့ဆက်သွားမလဲဆိုတာကြည့်ချင်သေးတယ်။တူလေးငါတို့ကမိသားစုတွေပဲ။အားနာမနေပါနဲ့။ဒီ3,800ကိုယူထားလိုက်။ဒီ3နှစ်အတွင်းမင်းတော်ပင်ပန်းခဲ့ရပဲ။လွန်ခဲ့တဲ့3နှစ်ကကျွန်တော်ဦးလေးနဲ့ကျွန်တော်ဒီခောက်ဆွဲဆိုင်ဖွင့်ဖို့လက်တွဲခဲ့ကြတာ။ချောင်းဖန်မင်းကဘွဲရကစားပဲရှိသေးတာ။မင်းဖေခြံထားပေးတဲ့ဟင်းချက်နီးကိုမတုံးရင်အလဟတာဖြစ်ကုန်လိမ့်မယ်။မင်းတော်နဲ့ငါကမင်းကိုကူညီဖို့နှစ်သိန်းရင်းနှီးမြုပ်နှံပေးမယ်။ဟုတ်တယ်ခောက်ဆွဲဆိုင်အတူတူဖွင့်ကြရအောင်။မိသားစုချင်းဆိုတော့မင်းကိုအရှုံးမခံစေရပါဘူး။မင်းကပညာစိုက်ထုတ်ငါကပိုက်ဆံထုတ်မယ်။အမျက်ကိုတဝက်စီခွဲကြမယ်။အဆင်ပြေတယ်မဟုတ်လား။ငါဦးလေးနဲ့အတော်စကားကိုနားထောင်ရမလား။ဦးလေးကနှစ်သိန်းရင်းနှီးမြုပ်နှံခဲ့တယ်။ကျေးဇူးပြုပြီးဒီရန်ပုံငွေကိုတုံးလိုက်ပါကျွန်တော်ကချမ်းမီသားစုရဲ့ရှိုးဝက်ခောက်ဆွဲဟင်းချက်နီးကိုထည့်ဝင်ခဲ့တယ်ဒါကကျွန်တော်တို့ရဲ့တစ်ခုတည်းသောစာချုပ်ပဲ3နှစ်ကြာမှကုန်ကြစရိတ်တွေအားလုံးနှုတ်ပြီးနောက်အသားတင်အမြက်က9.2တန်းထွက်လာတယ်တယောက်ကိုတဝက်စီဖြစ်ရမှာအခုပေးတဲ့3,800မဟုတ်ဘူးချောင်းဖန်အမြန်ယူလိုက်စမ်းပါမင်းဦးလေးကမင်းကိုမလိမ်ပါဘူးကြည်စမ်းကလေးကပျော်လုံးလို့ကြောင်သွားပြီဦးလေးတွက်ချက်တာမားနေတာတေချာလားဟေ့ဝမ်းကွဲညီလေးမင်းကနေတယ်လို့ထင်နေတာလားဒီနေ့ခေတ်မှာတက္ကသိုလ်ကျောင်းသားတွေကနေရာတိုင်းမှာပဲ3နှစ်အတွင်းမှာ3,800ဘယ်နှစ်ယောက်ရှာနိုင်လို့လဲဒါကကားကောင်းတစ်စီးဝယ်ဖို့အောင်လောက်တယ်ချေရတဲ့သူလေးမင်းကငယ်သေးတယ်ဒီပိုက်ဆံကိုမင်းဖေကမင်းအတွက်တင်ပေးထားမယ်မင်းဖြုံးတီးပြစ်မှာဆိုလို့မင်းအိမ်ထောင်ပြုတ်ရဲ့အခါမှပြန်ထုတ်ပေးမယ်မင်းဦးလေးပြောတာမှန်တယ်မင်းကငယ်သေးတယ်နောက်ပိုင်းမှာဦးလေးစီကအကူအညီတောင်းရဦးမှာဟုတ်တယ်အခုကစားပြီးစူးစမ်းလို့သူမင်းကိုမတရားမလုပ်ပါဘူးနားလည်ပါပြီကျေးဇူးတင်ပါတယ်ဦးလေးကျွန်တော်အတွက်အများကြီးစဉ်းစားပေးလို့ဒါပေမဲ့ဒီပိုက်ဆံကိုတင်ထားရတာအတိုးနှုံးကအရန်ကြီးလိမ့်မယ်အဲ့ဒါပြောတာပေါ့ဘာလို့ဒီလောက်အသေးစိတ်တွက်နေမှာလဲငါတို့ကမိသားစုတွေပဲလာထမင်းစားကြမယ်လာပါတနာစရာလေးနံရိုးတွေပို့စားဦးတနေကုန်ချက်ထားတာဦးလေးအတော်ကျွန်တော်အရင်ပြန်တော့မယ်ကလေးလမ်းမှာဂယုစိုက်သွားဦးဒီ3,800ကိုအလကားမဖြုံးနဲ့ကားတစ်စီးဝယ်လိုက်ပြီးရင်ဆိုင်အတွက်ကုန်ပစ္စည်းတွေတည်ပေးလို့ရတာပေါ့ဟုတ်တယ်ကမ်မရီလိုမျိုးဝယ်လိုက်ဂျာမန်ကားတွေမဝယ်နဲ့စီစားများတယ်ချောင်းဖန်တိတ်ပြီးတွန့်တိုမနေပါနဲ့မင်းဝမ်းခွဲကမကြခင်မင်္ဂလာဆောင်တော့မယ်သူကအဆက်ဆက်ရာပိုက်ဆံလိုနေတာဒီပမာဏကိုမင်းဝမ်းခွဲကိုအရင်ချေးပေးလိုက်တယ်လို့သဘောထားလိုက်ပါဆွေမျိုးချင်းချင်းကူညီတာကအမှန်တရားပဲလေနားလေပါပြီကောင်းပြီခုနတော့ကတော့တမျိုးပြောပြီးအခုတော့လေတံပြောင်းသွားပြန်ပြီဒီလက်ကွက်ကိုတုံးတာဒါပထမဆုံးအချိန်မဟုတ်ဘူးချောင်ဖန်မင်းကငယ်သေးတယ်စားတာတောက်တာအိမ်သာသွားတာကအစအကုန်လုံးကပိုက်ဆံကုန်တာမင်းမိဘတွေရဲ့ပင်စင်လာစာကိုမင်းဦးလေးကမင်းအတွက်တင်ထားပေးမယ်ဟုတ်ပြီလားကောင်းပြီအားလုံးကမိသားစုတွေပဲတယောက်ကိုတယောက်ကူညီတာကတဘာဝပါပဲပညာသင်စုတွေအများကြီးနဲ့မင်းကချမ်းသာနေတာပဲဒီပိုက်ဆံကငါတို့အိတ်ထဲရောက်နေပြီကြိုက်တယ်လို့သုံးစမ်းသူငတ်မတည်ရင်ပြီးတာပါပဲဒါဟာမင်းတို့မိသားစုရဲ့အဆုံးမရှိတဲ့သွေးဆုံမှုနဲ့ကပ်ပါရက်တည်မှုပဲအရင်ကမိသားစုတန်ရောစင်ကိုငဲ့ညာလို့ကျွန်တော်ထက်ခါသိခံခဲ့တယ်အခုစရင်ရှင်းမယ်ဆိုတော့ဘာဖြစ်ချင်တာလဲကောင်းပြီလေအတိုးနဲ့တကွအကုန်လုံးပြန်ပေးလိုက်ပါဆရာနန်ရှမ်းလန်းကိုခောက်ဆွဲသွားစားရအောင်အဲ့ဒီကခြံကြီးခောက်ဆွဲဟောင်းဆိုင်ကအခုအရန်နာမည်ကြီးနေတာလူတန်းကြီးကအရန်ရှည်တယ်ဝင်လို့တောင်မရဘူးမစားတော့တာပဲကောင်းမယ်မနှက်ပြန်ကစားပြီးဒီဆိုင်ရှိတော့မှာမဟုတ်ဘူးခြံကောပါလို့ဒီလောက်စောစောလာရှင်းနေရလဲရှောင်းချန်ဒီနေ့ဆိုင်မဖွင့်ဘူးလားဖွင့်ပါတယ်ဒါပေမဲ့နေ့လယ်အထိပဲနေ့လယ်10နှစ်နာရီမှပိတ်မယ်ပြီးရင်နောက်ဘယ်တော့မှဖွင့်မှာမဟုတ်တော့ဘူးအိုဖေးရေအဲ့ခန်းကြီးကအကျယ်ကြီးပဲနော်မစိုးပါဘူးမဟုတ်လားငါသားရဲ့မင်္ဂလာဆောင်ကအခမ်းအနားဆုံးဖြစ်ရမယ်အဖေဒီဗီလာအင်ကြီးကတကယ့်ကိုခမ်းနားရတော့တေချာပါတယ်ဒါပေမဲ့ခုနှစ်တန်းလုံးကဒီထဲမှာရင်းနှီးထားတာလေကျွန်တော်မင်္ဂလာဆောင်ကရောဘယ်လိုလုပ်မလဲတင်တောင်းတာတွေစားတော့ပွဲနဲ့မင်္ဂလာဆောင်ကားတွေအားလုံးကမရှိမဖြစ်ရှိနေရမှာဒါကဘာဖြစ်လို့လဲခုနှစ်တန်းသုံးပြီးသွားရင်လည်းပြီးသွားပြီပေါ့မင်္ဂလာဆောင်ကအရေးကြီးဆုံးပဲဒီခောက်ဆွဲဆက်ယုံကငါတို့အတွက်ရွှေဦးတဲ့ငန်းပဲချန်စီကကော်မရှင်ကတွေပို့နှုတ်လိုက်ရင်ငါတို့မှာအကုန်ရှိလာမှာပဲပြောရအောင်မယ်မနေ့ကမင်းသူ့ကိုပေးတာအရန်များသွားတယ်3,800တောင်းငါတို့သာအစပိုင်းမှာရင်းနှီးမပေးခဲ့ရင်ချန်ဖန်ကခောက်ဆွဲဆက်ယုံဖွင့်ဖို့ပိုက်ဆံပဲကြရမှာလဲပိုဆိုးတာကဒီဆက်ယုံကိုငါတို့ပဲစီမံခန့်ခွဲနေတာသူကဘာမှမလုပ်ဘူးဘာလို့သူ့ကိုပိုက်ဆံဒီလောက်များကြီးပေးရမှာလဲမင်းတို့ပြောတာမှန်တယ်သူကဟင်းချက်နီးပဲထဲတာတစ်လ3,000ပေးတာတောင်များလာပြီအခုကစားပြီးကော်မရှင်ခရဲကနေနှုတ်เสียရှိတာတွေအကုန်လုံးမယ်ငါတို့ခောက်ဆွဲဘူးတွေဖွင့်လို့မရတော့ဘူးဘာမှဖွင့်လို့မရဘူးလားချမ်းအကိုနောက်နေတာလားရှောင်းချန်ရဲ့စီးပွားရေးကဒီလောက်ကောင်းနေတာကိုဘာလို့ပိတ်ရမှာလဲဘာမှမဟုတ်ပါဘူးကျွန်တော်ပင်ပန်းနေပြီးခဏလောက်နားကျင်လို့ပါမင်းတို့ကိုလစာနှစ်ဆပေးပါမယ်ကောင်းပါပြီချမ်းအကိုအားလုံးကဒီလိုပြောနေမှတော့ခင်ဗျားပြောသလိုပဲလုပ်ကြတာပေါ့3နှစ်လုံးကုန်ပွက်ပွက်စုနေအောင်တီထားတဲ့ဒီဟင်းရီအိုးကတစ်ဆက်ယုံကုန်းမှာအရေးကြီးဆုံးပဲ
ပြီးတော့ဒါဟာကျွန်တော်ရဲ့ယဉ်နီးမှုအရင်နီးအားလုံးပဲကျွန်တော်ဦးလေးမိသားစုကစက်ယုံကိုသူတို့ထိန်းချုပ်လိုက်ပြီလို့ထင်နေကြတာဒါပေမဲ့တကယ်တမ်းကျတော့ဒီဟင်းရီအိုးထဲမှာပဲမှန်ကန်တဲ့ပါဝင်ပစ္စည်းတွေနဲ့ဟင်းချက်နီးကပါနေတာကျွန်တော်ကောင်းထဲမှာအကုန်မှတ်မိနေပြီဒီလောကမှာကျွန်တော်တယောက်ပဲသိတယ်အဲ့ဒီခောက်ဆွဲတပွဲရဲ့တကယ်ရတာကိုဘလို့ရအောင်လုပ်ရလဲဆိုတာဟေ့အိမ်ရှင်ကျွန်တော်ငားရမ်းကစားချုပ်ကိုဖျက်သိမ်းခြင်းလို့ပါဘာရှောင်ဖန်မင်းစည်းဝါးရေးပိတ်ခြင်းလို့လားဒီခောက်ဆွဲဆိုင်ကအယောင်ရအရန်ကောင်းနေရကိုတေချာစဉ်းစားပြီးပြီလားစဉ်းစားပြီးပါပြီငားရမ်းခဖျက်သိမ်းတဲ့လုပ်ငန်းစဉ်တွေလာလုပ်ပေးပါကောင်းပြီ3နှစ်ရှိပြီမိသားစုဆိုတဲ့အမိခံပြီးချင်းချောက်ချုပ်ကင်မှုတွေဟာဒီခောက်ဆွဲဆိုင်နဲ့အတူအဆုံးသတ်သွားပါစေဒီအားလုံးအတွက်ကျွန်တော်300ပဲပေးနိုင်မယ်ကိစ္စမရှိရဘူးအဆင်ပြေတဲ့လောက်ပဲပေးပါကောင်းပါပြီသူထေးခင်များကတကယ့်ကိုပွင့်လင်းနေသူပဲမင်းတို့ရဲ့လစာတွေကိုတေချာသိမ်းထားကြပါ3နှစ်ရှိပြီအားလုံးကိုစူးစမ်းပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှောင်းချန်မင်းကသူထေးကောင်းတစ်ယောက်ပါနောက်တစ်ချိန်မှာတခုခုလိုအပ်ရင်ကျွန်တော်ကိုအချိန်မရေဖုံးဆက်လိုက်ပါဟုတ်တယ်ချမ်းကိုတခုခုရှိရင်ပြောပါသူငယ်ချင်းတို့လမ်းမှာပြန်တွေ့ကြတာပေါ့3နှစ်ရှိပြီဘာမှမရှိရာကနေလူတွေနဲ့စီကားလာခဲ့တယ်အခုတော့ဘာမှမရှိတဲ့အခြေအနေကိုပြန်ရောက်သွားပြီနောက်ဆုံးတော့အားလုံးကဖြစ်တင်ဖြစ်ထိုက်တဲ့အတိုင်းပြန်ဖြစ်သွားပြီတားတာအဆင်ပြေရဲ့လားအဖေကုံမှတ်တစိတ်ဆိုတာထုတ်ကုန်တစ်ခုရဲ့အဓိကပဲချမ်ပန်ကိုထိန်းချုပ်ခြင်းရင်သူ့ထက်ဦးအောင်အဓိကရှင်ပြိုင်နိုင်စွမ်းကိုအရင်ယူထားရမယ်မဟုတ်ရင်သူကအရင်ဦးသွားရင်အဖေတို့ဒုက္ခရောက်လိမ့်မယ်မဖြစ်နိုင်တာကောင်းပါပြီငါမလုပ်တော့ပါဘူးဆွေမျိုးတို့ရေဒါကကျွန်တော်မိသားစုရဲ့ခောက်ဆွဲဆိုင်ပါခြံကြီးလုံထက်မြန်တနေ့ကိုတောင်းနဲ့ချီပြီးရောင်းရတယ်ကျွန်တော်တို့ရဲ့ဟင်းရည်ရတာကတမူထူးကြတယ်ခောက်ဆွဲတွေကတကယ့်ကိုအရသာရှိတာရိုးရာလက်မှုနေပညာတွေနဲ့မို့လို့မင်းတို့နောင်တရမှာမဟုတ်ဘူးတနေ့ကိုတောင်းနဲ့ချီမြက်တယ်တဲ့ဒါကရွှေတောင်ကြီးပေါ်ထိုင်နေရတယ်လို့ပဲမဟုတ်လားသူတို့မိသားစုကကံကောင်းလိုက်တာဘဝကတိတ်တာရတာပဲဒီမှာဘာတွေဖြစ်နေတာလဲဒါအင်တာနက်ပေါ်ကနမေကြီးဆိုင်မဟုတ်ဘူးလားဘာလို့အခုထိမဖွင့်သေးတာလဲစီးပွားရေးညက်လို့အကုန်လုံးကလိန်ထားတာများလားတကယ်ကြရှုံးမှုပဲချမ်ပန်မင်းဘာလို့ဆိုင်ပိတ်ထားတာလဲအဲ့ဒီထဲကထွက်ခဲ့စမ်းချမ်ပန်ဘယ်နှစ်နာရီရှိပြီလဲဘာလို့အခုထိမဖွင့်သေးတာလဲဦးလေးကျွန်တော်ခောက်ဆွဲဆက်ယုံကိုပိတ်လိုက်ပြီ